ဒီကနေ့ကစားကွင်းမှာပုံကြရိုက်မယ်ကစားကွင်းရောက်တာလည်းအလို့မပေးဘူးရိုက်ပြစေဆိုတာကြီးပဲနေရိုက်ပေးမလားငါမျိုးရိုက်ရမှာလားအဲ့လိုရိုက်ပြီးတော့ရိုက်တာမဟုတ်ဘူး 0.5 ဆွဲပြီးတော့ကင်မရာမန်နဲ့လက်ဆွဲထားပြီးခြေထောက်နဲ့လက်ကိုတစ်ဖက်စီမြောက်အဲ့လိုရိုက်တာမဟုတ်ဘူးဖုန်းကလက်နဲ့နီးကပ်ပြီးတော့အောက်ကနေပြင်ရိုက်လက်ကကင်မရာစကွန်ထဲမှာနေရာအများကြီးယူပြီးတော့ခေါင်းကိုတီမြင်းချောင်းပေါ်မှာထားအဲ့လိုရိုက်ရတာမဟုတ်ဘူးခြေထောက်ကို45 degree ဆန့်ထားလိုက်အဲ့လိုမှခြေထောက်ရှေ့မှာအဲ့လိုနစ်ပြတာမဟုတ်ဘူးလက်နှစ်ဖက်လုံးကိုအရှိဆန့်ပြီးတော့နှစ်ကိုအပေါ်အဖြစ်အောင်ပြရမယ်ကစားကွင်းထဲမှာအဲ့လိုရိုက်ရတာမဟုတ်ဘူး 0.5 ကိုဆွဲပြီးရိုက်မှကစားကွင်းကိုအကုန်လုံးမြင်ရမှာမနေ့ကအရင်မွားလို့လားမသိဘူးမျက်နှာကဖောင်ဖောင်ရင်းနဲ့အိုရသလိုပဲပုံကလည်းသဘောမှမလာဘူးပျော်တော့စိတ်မပြောဖြစ်နေတော့လာလိုက်ခဲ့လာဖိစာမှာ ACO treatment လုပ်ပေးမယ်မေးမျက်နှာတစ်ဖက်နဲ့တစ်ဖက်ပြောင်းလဲလာတယ်စီပေးရဟုတ်ဒီ ACO treatment ကမျက်နှာကိုတင်းတင်းရင်ဖြစ်စေုံတာမကရေတက်ကိုလည်းပြန်လဲဖြစ်တင်းပေးတယ်အရေးချောင်းကိုလည်းလျော့နေစေတယ်လူကအသက်ကြီးတာလေ hyaluronic acid ထုတ်လုပ်တာနဲလာလေဒီ treatment ရဲ့ထူးခြားချက်ကတော့ hyaluronic acid တွေကိုတဘာဝချက်နှစ်ဆကြော်ခန္ဓာကိုယ်ကနေပြန်ထွက်လာအောင်နှုတ်ဆော်ပေးတယ်လူကြီးလူငယ်မရွေးပဲအသားရည်မျိုးမဆိုဒီ treatment ကိုလုပ်လို့ရတယ်နော်ဒီ ACO treatment ကခေရင်တော့လုပ်ဖို့ရ high flow နဲ့မတူဘူးတို့ကချက်ချင်းလုပ်ချက်ချင်းအရန်တည်တာတယ်တပတ်ချင်းရှိတဲ့လူလည်းလုပ်တင်တယ်နော်လုပ်တဲ့အချိန်လဲ high flow မျိုးမနာဘူးပူနွေးနွေးလေးနဲ့အနာမခံနိုင်တဲ့ခေါင်းရည်တို့အတွက်ဆိုကွက်တီပဲလုပ်ပြီးသွားရင်လည်းအစားရှောင်ရတာတို့နားရတာတို့မရှိဘူးအခုခေရဲ့ဘက်ချက်မျက်နှာက ACO treatment လုပ်ပြီးသွားပြီးတစ်လေးဖြစ်ပြီးတော့တိတတာ up သွားတယ်ကြော်ညာဆိုပြီးတော့ကြော်မသားနဲ့နော်ခေရဲ့ချက်ရော fan တွေအတွက်တင်ကောင်းတစ်ခုရှိသေးတယ်အခုခေစာရဲ့နည်းနည်းပြည့် promotion အနေနဲ့ all item ဒီပါကို 50% discount ချရပေးတဲ့အပြင်ခေရဲ့ဒီ video ယူပြီးတော့ treatment တောင်းလို့ရင် cashback 3000 to 5% discount အထိထပ်ပေးအောင်ပါနော် ACO treatment ကမျက်နှာပဲမဟုတ်ဘူးခန္ဓာကိုယ်လည်းလုပ်လို့ရတယ်နော်ဘိုက်ချက်ခြင်းတဲ့ခေါင်းရည်တို့အစီကျခြင်းတဲ့ခေါင်းရည်တို့ဆိုရင် ACO body treatment ကိုလာပြီးတော့ try ကြည့်လို့ရတယ်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့လည်းစိတ်ပူစရာမလိုဘူးဟီစာရဲ့ဆက်တွေကအကုန်လုံး organic ဆက်တွေပဲဟီစာမှာပေါ့ပါလို့ရတယ် facial spa ကနေစပြီးတော့ wet chan တင်းတိတ်အမက်ဆက်အမာရွတ်ဒါတွေလည်းကုတာပေးရနော် botox filler မျက်နှာရှိတ်ကိုပြုတ်ပြင်ပြောင်းလဲပေးတဲ့ treatment လည်းရှိရနော်ဟီစာရဲ့လိပ်စာကတော့ Mandalay 62လမ်း109ကြားမှာနော် promotion ကာလမကုန်ခင်ခေါင်းရည်တို့မြန်သွားလိုက်ကြတော့ဟုတ်တယ်နော်မျက်နှာချက်ချင်းတင်းရင်ဖြစ်သွားတာပဲတော့မယ်ထပ်တော့ရိုက်မယ်တိပြီလားကောင်းရွေး